ဖះလောင်းတော်သူမိရာယသိဟာဒီပင်ကရာနဲ့တန်ဃာတော်အရှင်မြတ်များကြွလန်းသွားတဲ့အခါမှာရှင်ညွန့်တက်မှာလျားမောက်ပြီးတော့ကုသိုလ်ကောင်းမှုဖြစ်စိမ့်သောငါတရားခင်းပြီးဖះလှူဒန်းရာကနေပြီးဖះနဲ့တန်ဃာတွေကြွသွားတော့နေရာမှာထပြီးတော့ထိုင်ပြီးတင်မြင်ခွေပြီးတော့ထိုင်လိုက်တဲ့အချိန်အဲ့ဒီထိုင်လိုက်တဲ့အချိန်မှာတသောသောလောကရကနတ်ပြမာတွေရောလူသားတွေအပါအဝင်အထူးသဖြင့်နတ်တွေပြမာတွေရဲ့အတန်ကပို့ပြီးတော့ကျယ်ပုံရသူတို့ကအစွမ်းတကူရှိတာဖြစ်တော့စัจ java လာတိုက်တသောကလာရောက်ကြတဲ့နတ်တွေပြမာတွေကတသန်တဲ့နဲ့ကောင်းကြီးဩဘာပေးလိုက်ကြတာဘယ်လိုပေးတော့ဆိုဒုဝံဗုဒ္ဓဘဝိတ္တိသေချာပေါက်ဗုဒ္ဓဖြစ်တော်မှာပဲသေချာပေါက်အရှင်ဘုရားဗုဒ္ဓဖြစ်မှာလို့ဝိုင်းဝန်းပြီးတော့ကြွေးကြော်ပြောဆိုလိုက်ကြတဲ့အတန်ကြီးဟာစัจ java လာဒီကနေ့လူတွေရှိနေတဲ့ဘုန်းကြီးတို့တွေနေတဲ့စัจ java လာမျိုးပေါင်းတိုက်တသောကနတ်ပြမာတွေရဲ့အတန်ဟာတုံဟိပြီးတော့တကဘာလုံးကြားရတဲ့အတန်ကြီးတွေဖြစ်ပေါ်စေလာတယ်လို့ဒီလိုဆိုတာပေါ့နော်ဒုဝံဗုဒ္ဓဘဝိတ္တိဒုဝံဆိုတာသေချာပေါ့ဗုဒ္ဓဘဝိတ္တိဖျားဖြစ်မှာပဲမြတ်စွာဘုရားကိုယ်တိုင်ကနေပြီးတော့ကဘာပေါင်းမြောက်များစွာလွန်တဲ့အခါမှာအခုလိုစွန့်ရည်တတ္တိရှိပြီးတော့တတ္တိထူးကဲတဲ့အသက်ဆွန့်ပြီးတော့လှူဒန်းတဲ့ဒီအသေးလေးဟာဖျားဖြစ်လိမ့်မယ်လို့ဆိုတာကိုဗျာဒိတ်ပေးသွားတာအဲ့ဒါကြောင့်မို့လို့နတ်တွေပြမာတွေအားလုံးကနေဝိုင်းဝန်းပြီးတော့တကယ်ကိုဖျားဖြစ်မှာပဲလို့ဆိုပြီးဝိုင်းဝန်းပြီးတော့အတိပြုပေးကြမြတ်စွာဘုရားရဲ့ဗျာဒိတ်စကားကိုဝိုင်းဝန်းပြီးတော့အတိပြုကြအတိပြုတယ်ဆိုတာတမန်အနေထားနဲ့ဒီပင်ကရာမြတ်စွာဘုရားရဲ့စကားကိုယုံကြည်ယုံနဲ့အတည်ပြုတာမဟုတ်ဘူးအခြေအနေရရက်ကိုအလုံးကအကဲခတ်ပြီးတော့ဝိုင်းဝန်းပြီးတော့အတည်ပြုကြတဲ့စကားတွေကိုပြောဆိုကြတယ်အဲ့ဒါလိုပြောဆိုတဲ့တဲမဲ့လူသားတွေကတော့အကုန်သိနိုင်ပုံမပေါ်ဘူးအခုလိုကစုံလာပြီနေ့နတ်နဲ့ခင်းမှာဒီပင်ကရာမြတ်စွာဘုရားဆွမ်းကကြွဝင်တဲ့အချိန်လို့ဆိုတော့ညချမ်းတော့မဟုတ်ဘူးဆွမ်းခံကြွတဲ့အချိန်အဲ့ဒီအချိန်မှာနတ်တွေပြမာတွေရဲ့ကြွေးကြော်သံထဲမှာဒုဝံဗုဒ္ဓဘဝိတ္တိသေချာပေါက်ဖျားဖြစ်မှာဆိုတဲ့စကားနဲ့ဘာလို့သေချာပေါက်ဖျားဖြစ်မှာဆိုတာပြောရအကျိန်ပေါင်းသူတို့ဘလောက်ထိအောင်အတီးပြုတ်ပြီးပြောကြတယ်လဲဆိုရင်26ကြိမ်အတီးပြုတ်ပြီးတော့ပြောကြတာဘာကြောင့်မြတ်စွာဘုရားရဲ့ဗျာဒိတ်စကားပေါ်မှာဘယ်လိုအကြောင်းအရာတွေတွေ့ပြီးတော့ထပ်မံအတည်ပြုပြီးတော့ပြောကြတာလဲဆိုတာကိုကစုံလာပြီဗျာဒိတ်တော်ပွဲရဲ့အမတ်တရပုံရိပ်များကိုမှတ်တမ်းတင်ထားတဲ့ဘုရားဝင်ပါဠိတော်မှာဒီအတိုင်းဖြည့်ရှင်းပြီးတော့ပြောပြထားတာရှိတယ်ပေါ့ဘုရားလောင်းနေရဲ့ဗျာဒိတ်ခံပွဲအကျဉ်းချင်းကြုံခဲ့ရတဲ့တက်တန်းရှိကြတဲ့ဗြဟ္မာကြီးတွေဆိုတာရှိတယ်ပေါ့သူတို့ကအတည်ပြုနိုင်တယ်သူတို့အတည်ပြုပေးတာလူသားတွေကတော့မမိဘူးပေါ့ဒါကိုအဲ့ဒီဗြဟ္မာကြီးတွေကဘလို့အတည်ပြုပေးတာတုံးဆိုတော့ယာပုပ္ပိဘောဓိတတ္တနာပလင်္ဂဝရမာဘုစေတာနိမိတ်တာနိပဋိတန္တိတာနိအစ္ဆပဋိတရေယာပုပ္ပိဘောဓိတတ္တနာပလင်္ဂဝရမာဘုစေရှိခင်တုန်းကဘောဓိတတ္တဆိုတဲ့ဘုရားလောင်းတွေဟာလေအခုလိုဗျာဒိတ်ခံပြီးတော့တင်မလင်ခွေထိုင်လိုက်တဲ့အချိန်မှာတဲ့အဲ့ဒီအခိုက်အတန့်မှာဖြစ်ပေါ်လာတဲ့အံ့ဩဖွယ်အယိတ်တမိတ်တွေဟာထ
ဒီကနေ့လဲတွေးရှိနေရပြန်ပြီဒါတက်တန်းရှိတဲ့မြမကြီးတွေကပြောတဲ့စကားပဲလူသားတွေကတော့မမိနိုင်ဘူးဒီပင်ကရာမြတ်စွာဘုရားရဲ့အခုဗျာဒိတ်ပွဲမှာမိတဲ့ပုဂ္ဂိုလ်တွေကထူးထူးခြားခြားပြောနိုင်တာမဟုတ်ဘူးသို့တော့တက်တန်းရှိကြတဲ့စัจ java လာတိုက်တောင်းကရောက်ရှိလာကြတဲ့မြမကြီးတွေကပြောတာပဲဖြစ်မယ်ဒါတော့အခုဒီကနေ့ဖြစ်ပေါ်လာတဲ့အရေးနမိတ်ဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာရှေးတုန်းကဘုရားလောင်းနေဒီဗျာဒိတ်ခံတဲ့နေ့မှာလည်းပဲဖြစ်ပေါ်လာခဲ့တယ်အဲ့ဒီဖြစ်ပေါ်လာတာတွေကိုထောက်ရှုပြီးတော့သူမိတာယသိသင်ဟာသေချာပေါက်ဘုရားဖြစ်မှာပဲလို့အတည်ပြုပြီးတော့ပြောကြတယ်အတည်ပြုပြောတဲ့ထဲမှာအခြေအနေတွေဟာဘယ်လိုအခြေအနေတွေကိုအထင်ရှားပြပြီးတော့ပြောကြသလဲဆိုတဲ့ထဲမှာတိတံဗျပကတံဟောတိဩနင်းစဥပတမတိတဲ့ကဆုံလဆိုတာမေလရာသီဟာပူအိုက်တဲ့ရာသီတစ်ခုဖြစ်တယ်အမှန်တမ်းပူတယ်မြန်မာမှာကဆုံလဆိုဒီမှာကံစိန်တိအဋ္ဌတိကဆုံလို့မြန်မာမှုအတိတ်ဘယ်ကိုဖော်တဲ့အခါမှာရေပြတ်တဲ့လလို့ဒီလိုတောင်ဆိုတာပဲရေတွင်းနေပါလေရေတွေခန်းကုန်တယ်ဒါကြောင့်မို့ဘောဓိပင်ရေသွန်းလောင်းတယ်ဆိုတာလည်းပဲဒီအတိတ်ပဲပါဝင်တယ်လို့ကဆုံလကိုရေသွန်းလောင်းတာဟာရေမပြတ်စိတ်သောငါဆိုတဲ့အတိတ်ပဲလည်းပါတယ်ဗုဒ္ဓနေ့ဖြစ်သောကြောင့်လည်းပဲဘောဓိပင်ကိုအမှတ်တရအနေနဲ့ရေသွန်းလောင်းတာလည်းပါတယ်ပေါ့အဲ့တော့ကဆုံလရာသီဆိုဒီမှာဆောင်းရာသီအလုံးမိုးပြတ်သွားပြီးတော့အမှန်တမ်းပူပြင်းတဲ့ရာသီမှာဆိုလို့ရှိရင်ရေတွေဟာဆုပ်ပြီးတော့ခန်းသွားတော့သစ်ပင်တွေညှိုးချောက်လာနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ကဆုံလဆိုတဲ့ရာသီဟာရေပုံအားဖြင့်ပူးနေတဲ့ရာသီဖြစ်တယ်အဲ့ဒီမှာအဲ့ဒီနေ့တော့ထူးထူးဆန်းဆန်းပဲသူဝိရာယသိလေးတင်းပြင်းခွေးထိုင်လိုက်တဲ့အချိန်ကရာသီဥတုကဘလို့ချက်ချင်းကြီးပြောင်းသွားတော့ဆိုတိတံဗျပကတံအေးသွားတာလည်းမဟုတ်ဘူးတဲ့ဩနင်းစဥပတမတိရာသီဥတုပူးနေတာကြီးကလည်းပဲငြိမ့်သွားတယ်ချက်ချင်းကြီးပြောင်းသွားတဲ့အဓိပ္ပာယ်ကိုဆိုလိုတယ်ပေါ့နော်ရာသီဥတုပူတာတွေလည်းပဲငြိမ့်သွားပြီးတော့အေးလွန်တာလည်းမဟုတ်ဘူးအေးလွန်ခဲ့တဲ့အနေထားလည်းမဟုတ်ဘူးအဲ့ဒီအချိန်မှာကဆုံလရာသီဥတုကခါတိုင်းနဲ့မတူပဲဒီပြင်အချိန်နဲ့မတူပဲနဲ့ဖြစ်ပေါ်လာတာတွေကိုတတိထားမိလို့တာနိအစ္ဆပဋိတံတိဒုဝံဗုဒ္ဓဝိတတိရာသီဥတုပြောင်းသွားတာကိုကထူးခြားတဲ့အတိတ်နမိတ်ပဲချက်ချင်းကြီးရာသီဥတုတွေပြောင်းသွားတယ်အပူအေးမြတ်မြတ်တာဖြစ်သွားတယ်အဲ့ဒီအခြေအနေရဟာအခုဖြစ်ပေါ်ပြီးတော့နေတာကိုတွေ့ရတယ်ဒီအမှတ်သားအရာဆိုလို့ရှိရင်တော့ရှေးတုန်းကဗောဓိတတ္တတွေဟာလဲဗျာဒိတ်တွေရပြီးတော့ဖျားဖြစ်သွားကြတာဖြစ်လို့သင်ကိုယ်တိုင်လည်းပဲသင်ယသိလေးကိုယ်တိုင်ဟာလည်းပဲတေချာပေါက်ဖျားဖြစ်မှာပါလို့ပြောဆိုကြတဲ့အတန်ကြီးဟာထွက်ပေါ်နေတယ်ပေါ့ဒါသူတို့ဒီပင်ကရာမြတ်စွာဘုရားဖျားရဲ့ဗျာဒိတ်စကားကိုအခုလိုရာသီဥတုပြောင်းလဲသွားမှုကိုထောက်ပြီးတော့သူတို့ထောက်ခံချက်ပေးကြတယ်ဟုတ်တယ်ဖျားမိန်ကြတဲ့အတိုင်းတေချာပေါက်ဖျားဖြစ်မှာပဲလို့ဒါရင်လားလို့ဆိုတော့လောကကြီးရဲ့ဖြစ်ပျက်နေတဲ့အနေအထားတွေကဗျာဒိတ်တော်ပွဲမှာဒါရင်မကဘူးနောက်တစ်ခုကဒတသဟတိလောကဓာတုနေတ္တတာဟွန်တိနေရာကုလာထူးထူးခြားခြားနတ်ပြမာတွေကြွေးကြော်တန်ကလွဲလို့ဒီအတန်တွေတိတ်သွားလိုက်တဲ့အချိန်မှာခါတိုင်းနဲ့မတူကြက်တန်တွေငှက်တန်တွေစူတန်တွေမိုးချုံတန်တွေဟာစဘာသာမှမကြားရပဲနဲ့အတန်တွေဟာဖះအလောင်းတွေတင်ပြင်းခွေးထိုင်လိုက်တဲ့အချိန်မှာတေချာပေါက်ဖះဖြစ်မယ်ဆိုတဲ့အတန်ကလွဲလာလို့ရှိရင်ဘာသာမှကိုမကြားရတော့ဘူးအားလုံးအတန်တွေအားလုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်အဲ့ဒီတိတ်ဆိတ်ငြိမ်သက်သွားခြင်းဟာလည်းပဲ
ဒီပင်ကရာမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့အတိုင်းဘုရားဖြစ်မှာသိကြတယ်ဒီအရေးနမိတ်တွေပေါ်နေတယ်ထူးခြားချက်တွေပေါ်ဒါကဒုတိယမြောက်ထူးခြားချက်ကိုဖော်ပြကြတာတတိယမြောက်ထူးခြားချက်ကဘာလို့ဆိုရင်မဟာဝါဒာနဝါယန္တိနတန္တန္တိတဝန္တိယောလူတွေလည်းပဲတတိပြုနိုင်လာတယ်ကစုံလားပြီဆိုတာမုံတိုင်းလေးတွေတိုက်ခတ်တတ်တယ်ပေါ့လေယူထပြီးတော့မုံတိုင်းတွေတိုက်ခတ်တတ်တယ်အဲ့ဒီမှာလေပြင်းနေမတိုက်ဘူးလေတွေဟာငြိမ်သက်သားကောင်းသွားတယ်လေတွေငြိမ်သွားတာမဟုတ်ဘူးမြစ်တွေချောင်းတွေဟာလည်းပဲငြိမ်သက်သွားပြီးတော့စီးဆင်းမှုတွေခိတ္တရပ်တန့်သွားတယ်ဟောထူးခြားတဲ့အတိတ်နိမိတ်တွေဖြစ်ပေါ်မြစ်ချောင်းအင်းအိုင်တွေရဲ့စီးဆင်းနေတဲ့မြစ်ချောင်းအင်းအိုင်တွေဟာခိတ္တရပ်တန့်သွားတယ်ဆိုတာကိုနတ်တွေမြမာတွေကသိလိုက်တယ်လူတွေကတော့သိချင်မှသိလိုက်မယ်ပေါ့အဲ့ဒါကိုသူတို့ကပြောပြတယ်ဒီအတိတ်နိမိတ်တွေဟာထင်ရှားတွေ့နေရတယ်လေမတိုက်တာတော့လူတွေလည်းသိနိုင်တယ်မြစ်ချောင်းအင်းအိုင်တွေဟာခိတ္တကနာရေစီးတွေတန့်သွားတာလေးဟာအမှန်တမ်းထူးခြားတဲ့အတိတ်နိမိတ်တွေပဲဒါကြောင့်မို့လို့ဒုဝံဘုံတော်ဘဝိတ္တိဖျားဖြစ်မှာသိချတယ်ဟောဒီပြုကြတာတတိယမြောက်ဒီအချက်ကိုအကဲခတ်ပြီးတော့ပြောကြတာနောက်တစ်ခါထူးခြားချက်စတုထမြောက်ထူးခြားချက်ကတော့ဘာလဲလို့ဆိုရင်ဒလစာတကစာပုပ္ဖာထလစာတကစာပုပ္ဖာထလစာဆိုတာကုန်းမောပွင့်တဲ့ပန်းနေတကစာဆိုတာရေထဲမှာပွင့်တဲ့ပန်းနေထလစာတကစာပုပ္ဖာသဗ္ဗေပုပ္ဖန္တိတာဝရေဘုရားလောင်းလေးတင်မြင်ခွေးထိုင်လိုက်တဲ့အချိန်လေးမှာအံ့ဩဖွယ်ရာကောင်းတယ်ကုန်းပန်းနေရေပန်းနေဟာတပြိုင်နဲ့ပွင့်လန်းလာကြတယ်ဘယ်ကနေဘလို့ပွင့်သွားတယ်ကိုမသိရလောက်ထူးဆန်းအံ့ဩဖွယ်ရာတွေဖြစ်ပေါ်လာတယ်လို့ဆိုလို့ကုန်းပန်းရေပန်းနေပွင့်လန်းတာကိုဒီကနေ့တွေ့နေရတယ်ခါတိုင်းဆိုလို့ရှိရင်ဒီလိုတပြိုင်နဲ့ပွင့်တယ်ဆိုတာမရှိဘူးဒီကနေ့အတွေ့အကြုံဟာအမှန်တမ်းအမခန်းဖြစ်တယ်ဒီအရေးနမိတ်တွေဟာလည်းပဲဖျားဖြစ်ဖို့သေကြတယ်ဆိုတာကိုဖော်ပြနေတာပဲဖြစ်တယ်လို့ပြောဆိုကြတယ်ပင်စမမြောက်အတိတ်နမိတ်နဲ့ပတ်သက်ပြီးဗာပြောတော့လတ္တဝါယတိဝါရုက္ခဖလဘာရာဟွန်တိတာဝရီတေပိစဖလိတာတပ္ပိဒုဝံဘုဒ္ဓောဘဝိတ္တိလတ္တာဆိုတာနွယ်ပင်နေတခြားသစ်ပင်ကိုတွယ်ရှက်ပြီးတော့တက်တတ်တဲ့နွယ်ပင်နေမိမိဖာသာတက်တဲ့မမခိုင်ခိုင်မာမာကြီးတက်တဲ့သစ်ပင်နေနွယ်ပင်နေဟာအသီးသီးရမယ်အပင်တွေဟာတပြိုင်နက်လိုပဲဘယ်ပင်ကြည့်လိုက်အသီးတွေဟာညွတ်နေကြတယ်ဘယ်ပင်ကြည့်လိုက်အဲ့ဒီအချိန်မှာအသီးတွေတွေ့နေရတယ်ထူးခြားတဲ့အနေအထားတစ်ခုဘယ်ကနေဘယ်လိုလုပ်ပြီးတော့သစ်ပင်တွေကသီးလိုက်တယ်မသိဘူးတစ်ချိန်နဲ့သစ်ပင်တွေမှာအသီးတွေနဲ့ကိုင်းညွတ်ပြီးတော့နေတယ်တဲ့အဲ့ဒါတွေကိုလည်းပဲဒီကနေ့ထူးထူးဆန်းဆန်းတွေ့ရတာဖြစ်သောကြောင့်သေချာပေါက်ဖျားဖြစ်မှာပဲလို့ဒီအချက်ကိုလည်းထောက်ထားပြီးတော့အတည်ပြုပြီးတော့ပေးကြတယ်ဖျားလောင်းလေးကတင်မြင်ခွေပြီးတော့မြတ်စွာဘုရားကဗျာဒိတ်ပေးသွားလို့ပီတိသောမနတတွေလွှမ်းခြုံတဲ့စိတ်နှလုံးအေးချမ်းစွာထိုင်နေတဲ့အချိန်မှာဝိုင်းဝန်းပြီးတော့အခုလိုအတည်ပြုပေးနေကြတာနော်ထောက်ခံချက်ပေးနေကြတာဖြစ်တယ်ပေါ့6ခုမြောက်ကြတော့ဗာပြောကြတော့အာဂတတ္ထသဘူမတ္ထယရဏဇောတင်တိတာဝတိအဲ့ဒီအချိန်ကမှပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုရင်ကောင်းကင်ဘုံကယရဏတွေမြေကြီးတဲကယရဏတွေအားလုံးဟာအဲ့ဒီအချိန်မှာအရှိန်အဝါတွေတောက်ပြီးတော့နေရာတိုင်းမှာယရဏရောင်တွေဟာထွန်းတောက်လာတယ်အမှန်မှထူးဆန်းတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့တာဏိအစ္ဆပရိတ္တန္တိဒီကနေ့အဲ့ဒါတွေကိုတွေ့ရတယ်ဒါကြောင့်မို့လို့ဖျားဖြစ်မှာသေချာပါတယ်ယရဏတွေဟာခါတိုင်းနဲ့မတူဘူးထွန်းထွန်းပပဖြစ်ပြီးတော့နေ
ဒါလောကမှာအလွန်ထူးဆန်းတယ်လောကမှာထူးဆန်းတာဆိုတာဟာဖြစ်လိဖြစ်တာရှိတဲ့သဘောတရားတွေပဲနော်ဖြစ်လိဖြစ်တာရှိတယ်ဇောတိကတထေးအလောင်းသူတို့သားလေးမွေးဖွားတဲ့အခါမှာဘုရင်ရဲ့လက်နဲ့တိုက်ကလက်နဲ့တွေဓာတ်တွေလှမ်းတွေအားလုံးဟာတဝင်းဝင်းတပြောင်ပြောင်နဲ့အယောင်တွေတောက်လာတယ်လို့ဆိုတယ်သူ့ရဲ့စွမ်းတတ္တိဟာဘလောက်ထူးခြားလဲဆိုလက်နဲ့တွေဟာအယောင်တွေထွက်နေလို့အဲ့ဒီနေ့အံ့ဩဖွယ်ဟာခုခေတ်လည်းတခါတခါထူးထူးခြားခြားဖရာတွေကရောင်ချီတော်လွတ်တယ်ဆိုတာမျိုးတွေပေါ့နော်အဲ့တော့လက်နဲ့တွေကလည်းပဲပြောင်ပြောင်လက်လက်တွေအဲ့ဒီနေ့မှာထူးထူးခြားခြားအယောင်တွေထွက်နေတာကြောင့်ဘသူရဲ့စွမ်းတကူလဲလို့ဆိုဇောတိကဆိုတဲ့တထေးသားလေးမွေးတဲ့အစွမ်းတကူကြောင့်ဖြစ်ပေါ်လာသူကြီးပွားမဲ့အတိတ်နမိတ်ကိုပြဒါကြောင့်မလို့သူ့ကိုဇောတိကလက်နဲ့တွေကိုအယောင်တောက်ပြောင်စေတဲ့ပုဂ္ဂိုလ်ဆိုတဲ့နာမည်နဲ့ဇောတိကလို့နာမည်ပေးလိုက်တာဒီလိုဆိုတာပေါ့နော်အဲ့တော့ထူးခြားတာဆိုတာတခါတခါဖြစ်ပေါ်လာတတ်တယ်ဘုံကံပါရမီနဲ့ဆက်ဆက်ပြီးတော့ဖြစ်တယ်ဘုရားလောင်းလေးရဲ့သူဝိရယတိရဲ့ဗျာဒိတ်ခံပွဲမှာလည်းပဲဒီထူးခြားတာတွေဟာတွေးရှိပြီးတော့လာဒါကြောင့်မို့ဘုရားဖြစ်မှာသိကြတယ်လို့ဝိုင်းဝန်းပြီးတော့ဩဘာပေးကြတာအတိပြုပေးကြတာဒါရင်လားလို့ဆိုမကသေးဘူးခုနှစ်ခုမြောက်တွေးရှိချက်ကတော့ဘာတွေတုံးဆိုရင်အေးအများနေတဲ့အထဲမှာအလုံးနားဆွင့်ပြီးတော့နေကြတဲ့အထဲမှာမာနုတကာစဒိဗ္ဗာစတူရိယာဝိသန္တိတာဝရီကောင်းကင်ယံကตายရတဲ့တူရိယတန်ကြီးကြားလိုက်ရတယ်နော်ကောင်းကင်ယံကနတ်တွေရဲ့တူရိယတန်တွေကိုလည်းကြားရတယ်လူပြေမှာရှိတဲ့တူရိယတွေရဲ့အတန်တွေဟာလည်းပဲตายရငြိမ်ချောင်းစွာအဲ့ဒီတစ်ချိန်တည်းမှာထွက်ပေါ်လာတယ်ထူးထူးခြားခြားတခါတရံကြတော့တီးသူမှုတ်သူမရှိပဲနဲ့အတန်နေဆိုတာနားထဲမှာကြားလာတတ်တယ်ပေါ့အဲ့တော့အဲ့ဒီနေ့မှာလူတွေအသုံးပြုတဲ့ဒီ musical instrument ခေါ်တယ်ပေါ့နော်တီးမှုတ်တဲ့ကိရိယာတွေကမြည်လာတယ်ตายရတဲ့အတန်တွေထွက်ပေါ်လာတယ်နတ်တွေတီးမှုတ်တဲ့နတ်ဆောင်တွေနတ်ဘုံတွေကလည်းပဲအตาရတဲ့အတန်တွေထွက်ပေါ်လာကြတယ်အဲ့ဒီလူတွေရဲ့တူရိယတန်နတ်တွေရဲ့တူရိယတန်အဲ့ဒီနှစ်ခုစလုံးဟာကောင်းကင်ယံကရောမြေပြင်ကရောตาရငြိမ်ချောင်းစွာကြားနေရတယ်နော်အတန်တဲ့ကြားတဲ့အတန်ကပို့ပြီးတော့ကြည်နူးစရာကောင်းမြမပြေကစီကြီးတီးလိုက်တယ်လို့ဒိန်းငနဲ့ဆိုတာမျိုးကြီးချတော့လမ်းစရာကြီးဖြစ်တယ်ပေါ့ဗမာကြီးတီးတာမျိုးလို့မဟုတ်ဘူးငြိမ်ညောင်းတဲ့အတန်လေးကိုကြားပြီးတော့နေကြတယ်ကောင်းကင်ယံကတူရိယတန်နေလူပြေလူရတဲ့ကတူရိယတန်တွေဟာနားထဲမှာငြိမ်ငြိမ်ညောင်းညောင်းလေးဝင်ပြီးတော့လာတာအဲ့ဒီအတန်တွေဟာလည်းပဲထင်ထင်ရှားရှားကြားသိပြီးတော့နေရတယ်ဒါဟာလည်းပဲနမိတ်ကောင်းတစ်ခုပဲဒီနမိတ်ကောင်းကိုထောက်ထားလို့ရှိရင်တော့ဖျားဖြစ်မှာတေချာပေါက်ပဲလို့ဒီလိုဝိုင်းဝန်းပြီးတော့ပြောဆိုနေကြတယ်နောက်၈ခုမြောက်အကြောင်းတစ်ခုကဘာဖြစ်ပေါ်လာတော့ဆိုဝိစိတပုပ္ပါခဏနာအဘိဝတန္တိတာဝရေအဲ့ဒီချိန်လေးမှာနောက်ထူးခြားချက်ကဘာဖြစ်ဖះအလောင်းလေးထိုင်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ပတ်ဝန်းကျင်အားလုံးမှာကောင်းကင်ယံကလှပဆန်းကျယ်တဲ့ပန်းကလေးတွေဟာတဖွဲဝဲပေါ်ကနေကြာလာရာသီဥတုအလွန်အေးတဲ့အရက်တွေမှာစနိုးဆိုတဲ့ဒီရေခဲမှုန်လေးတွေဟာကောင်းကင်ယံကကြာလာမြန်မာပြည်ကလူတွေတော့စနိုးဆိုတာဒီလူတိုင်းတွေ့ဘူးကြမှာမဟုတ်ဘူးမြန်မာပြည်ရဲ့မြောက်ပိုင်းကိုရောက်ရင်တော့စနိုးဆိုတာတွေ့ရမှာပဲအမှန်တန်အေးတဲ့နိုင်ငံတွေကိုနေဘူးပြီဆိုလို့ရှိရင်စနိုးဆိုတာလေးတွေဟာကောင်းကင်ယံကနေပြီးဖွေးလှုပ်ပြီးတော့ဝါကွမ်းလေးတွေလိုလွင့်ပြီးတော့ကြာလာလိုက်တာတဖြည်းဖြည်းတစ်ပင်နေမြက်ပင်နေအလုံးဖုံးပြီးတော့ဖွေးလှုပ်သွားတာပဲကောင်းကင်ယံကကြာလာကောင်းကင်ကြည့်တော့လည်းဘာမှမမြင်ရဘူးသို့တော့
ဖွေးဥနုနေတဲ့ဒီရေမြုပ်ကလေးတွေလိုဟာလေးတွေဟာမြေပြင်ပေါ်မှာကျလာတာရာသီဥတုအရာဖြစ်ပေါ်လာတာတွေ့ရှိကြအဲ့ဒါမျိုးလိုပဲကောင်းကင်ကယံကနေပြီးတော့လှပဆန်းကျဲတဲ့ပန်းပွင့်လေးတွေဟာဝဲပြီးတော့ကျလာတယ်တဲ့အဲ့ဒီနေ့အချိန်မှာအဲ့ဒါတွေကိုထောက်ထားလို့ရှိရင်လေအမှန်တမ်းထူးခြားတဲ့အတိတ်နိမိတ်တွေကြောင့်ဒီအတိတ်လေးဟာဖျားဖြစ်မှာတေချာပေါက်ပဲလို့ဆိုတာကိုအတည်ပြုပြီးတော့ပေးကြတယ်တခါတော့ကစကိုင်းမှာကြုံလိုက်တယ်တကူးလာတယ်မှာမိုးရလိုက်တဲ့အခါကျတော့မိုးထဲမှာဘာတွေပါလာတာတော့ဆိုအတန်နေကြားလို့ဖြောင်းဖြောင်းဆိုတဲ့အတန်နေကြားတော့မိုးသီးတွေများကျွေသလားလို့ကြည့်ကြတဲ့အခါကျတော့မိုးသီးမဟုတ်ဘူးပဲစီတံနော်ခတ်စိမ့်လေးတွေအယောင်လေးတွေပါတယ်အားလုံးကပဲစီနဲ့အလွန်တူတယ်အဲ့ဒီပဲစီနဲ့အလားတန်တူတာလေးတွေကောင်းကင်ကကြာလာတာကိုတွေ့ခဲ့ဘူးတယ်ပေါ့လွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကပလင်းလေးနဲ့တောင်ထည့်ပြီးတော့ဒိတ်ကလေးထိုးပြီးမှတ်ထားသေးတယ်မတွေ့တာကြတော့ရှိအောင်မလားတော့မသိဘူးကြည့်လိုက်တဲ့အခါကျတော့ပဲစီကလေးတွေလိုပဲဒါကြောင့်မို့လို့ပြောကြတယ်ပဲမိုးရွာတယ်နဲ့ပြောတာအမှန်တမ်းထူးဆန်းတယ်ကောင်းကင်ယံကနေကြာလာတာဒါကတော့ကိုယ်တိုင်တွေ့ရအဲ့ဒီပဲစီလေးတွေကိုခိုကလေးတွေငှက်ကလေးတွေကနေပြီးတော့တကယ်ပဲစီထင်ပြီးတော့ဝါကြတယ်နော်မျိုးချလိုက်ကြတယ်အဲ့ဒီမျိုးချလိုက်တာအစာမကြေပဲနဲ့ပြန်ထွက်လာတဲ့အခါခိုချေးလေးနဲ့ရောပြီးတော့အဲ့ဒီပဲစီလေးတွေကိုလည်းပြန်တွေ့ရတယ်ပေါ့ဒီလိုလောကကြီးမှာထူးဆန်းတဲ့အခြေအနေလေးတွေကကိုယ်တွေးမဟုတ်ရင်တော့ယုံကြည်မှယုံကြမယ်ဖြစ်ပေါ်လာတတ်တယ်အခုဘုရားအလောင်းလေးဗျာဒိတ်ခံပြီးတဲ့အချိန်လေးမှာဆိုလို့ရှိရင်ကောင်းကင်ယံကထူးခြားလှပတဲ့ရောင်စုံပန်းမိုးလေးတွေရွာချလိုက်တာတဲ့ကောင်းကင်ယံကကြွလာကြလာတာကိုမိုးလို့တင်စားပြီးတော့ပြောတာကောင်းကင်ယံကလွင့်ပြန်ပြီးတော့ပန်းကလေးတွေကြလာတာအပင်မရှိဘဲနဲ့ပန်းပွင့်လေးတွေကျွေးကြလာတယ်အထိပ္ပယ်ပေါ့အဲ့ဓာတွေကိုထောက်ထားမယ်ဆိုလို့ရှိရင်တော့ဒီကနေ့ဒီလိုထူးခြားတာတွေတွေ့သည့်အတွက်ကြောင့်ဖျားဖြစ်မှာသိကြတယ်လို့အတည်ပြုပြီးတော့ပြောဆိုကြတယ်နောက်9ခုမြောက်အတိတ်နမိတ်ကတော့ဘာလို့ဆိုရင်မဟာသမုဒ္ဒောအာဘုစတိတတသဟတိပကမ္ပတိအဲ့တော့ပင်လယ်တဲ့နီးတဲ့ပုဂ္ဂိုလ်တွေကသိမယ်မြေပြင်ပေါ်နေတဲ့ပုဂ္ဂိုလ်တွေကသိကြမှာသိမယ်ဒီမင်္ဂလာမြတ်စွာဘုရားကြွလာတဲ့နာအရာဟာပင်လယ်နဲ့နီးတယ်မနီးဘူးဆိုတာတော့ထည့်ပြီးတော့ပြောဖို့မလွယ်ဘူးနော်ဒါကတချို့ကိစ္စတွေကနတ်တိပြမာတွေကနေသတင်းပေးတာဒီပေါ့အေးပင်လယ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အာဘုစတိအတန်နေပို့ပြီးတော့မြည်လာတယ်ပင်လယ်ကအတန်နေနော်ပင်လယ်အော်ဆိုတာအဲ့ဒါခေါ်တာလားမသိဘူးပင်လယ်နားနေလို့ရှိရင်တဝုံဝုံနဲ့နေတာကိုပင်လယ်ကအတန်နေဟာထွက်ပေါ်လာတယ်တဲ့ကောင်းကင်ဒီပင်လယ်ကမ်းခြေကအတန်တွေကိုကြားလာရတယ်အဲ့ဒီကြားရုံနဲ့မကဘူးစัจ java လာ1000ဟာလည်းပဲတုံလှုပ်သွားတယ်ဒီစัจ java လာတစ်ခုတည်းတင်လှုပ်တာမဟုတ်ဘူးခုလူပြေမှာအခုငရင်လှုပ်တယ်လို့ဆိုတဲ့နေရာမှာဟိုနားလှုပ်ဒီနားလှုပ်မသိလိုက်တဲ့နေရာတွေကလည်းအများကြီးရှိတယ်အဲ့ဒီလိုလှုပ်တာမဟုတ်ဘူးအားလုံးလူပြေလူလောကကြီးတစ်ခုလုံးကိုလှုပ်တဲ့အလှုပ်မျိုးနော်ဘယ်နေရာမှငရင်မလှုပ်တဲ့နေရာမရှိဘူးမြင်းကလေးရင်တုံလှုပ်ပြီးတော့သွားတယ်ဒါဟာလည်းပဲဒီကနေ့တွေ့ရှိလိုက်ရလို့ထူးခြားချက်တစ်ခုပဲဒါကြောင့်မို့လို့ဖျားဖြစ်မှာသေချာပေါက်ပဲလို့ဟောဒီကဆုံလာပြည့်နေ့မှာဒီလိုလွန်ခဲ့တဲ့4သိန်းချိန်နဲ့ကဘာတသိန်းကာလကပြောဆိုခဲ့ကြတဲ့အမှတ်တရတာမန်ပုဂ္ဂိုလ်တွေကတော့အလုံးမေ့သွားကြပြီပေါ့သို့တော့ကောင်းကင်ယံမှာတက်တန်းရှိကြတဲ့မြမကြီးတွေဟာဒီအဖြစ်အပျက်တွေကိုခဏအထိမေ့ကြအောင်မှမဟုတ်သေးဘူးပေါ့ဒါလိုဆိုတာပေါ့နော်နောက်တစ်ခါနိရိယေပိတတသဟတိအခီနိဗ္ဗန္တိတာဝရေစัจ java လာ1000မှာရှိတဲ့
ငရဲပုံနေငရဲဆိုတာငရဲမီးလို့ခေါ်တာကတော့အခေါ်တစ်ခုပေါ့ပြောမယ်ဆိုလို့ရှိရင်ငရဲသားတ attva တွေဟာအမြဲတမ်းမီးတောက်နေတဲ့ထဲမှာသွားပြီးတော့တရားအနေနဲ့ဖြစ်ကြတာဆိုတော့တွေးကြည့်မယ်ဆိုရင်အခုခေတ်နော်မီးတောင်ကြီးတွေဆိုတာရှိတာသိချတယ်နော်မီးတောင်တွေရှိတယ်အဲ့ဒီမီးတောင်တွေကအခိုးထွက်တယ်မီးလျံတွေထွက်တယ်ချော်ရည်တွေထွက်လာတယ်ဆိုတာအဲ့ဒါဟာငရဲပြည်ဆိုတာဖြစ်နိုင်တယ်မီးတောင်တွေကြားထဲမှာလူတိုင်းရောက်တာမဟုတ်ပေမဲ့လို့အကုသိုလ်ကံကြီးမားတဲ့ပုဂ္ဂိုလ်တွေဟာမိတောင်နဲ့သွားပြီးတရားအနေနဲ့သွားဖြစ်တာသူတို့ကြတော့မခံမရနိုင်အောင်ပူတာပဲရှိတယ်သေသွားတာမရှိဘူးဘာလို့မသေတော့ဆိုကံရှိနေတယ်မြတ်သူတို့ကမသေဘူးခံပေအောင်တော့နော်ကံရှိနေတယ်မြတ်ခံပေအောင်တော့ဆိုပြီးတော့သူတို့ကမီးလောင်နေပြီမဲ့လို့မသေးတဲ့အနေအထားမျိုးဖြစ်တယ်ကံမကုန်သမျှခန်းနေကြရမယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်မို့အခုမြန်မာနိုင်ငံမှာလည်းပဲဟိုနားမှာရေဘူးစံဒီနားရေဘူးစံဆိုတာရှိတယ်လေဒီရှေးပြူမြို့တော်တစ်ခုဖြစ်ခဲ့တယ်ဟန်လဲမှာရေဘူးစံရှိတယ်တဝယ်မှာလည်းရေဘူးစံရှိတယ်ပင်လောင်းဆိုတဲ့နားမှာလည်းပဲရေဘူးစံတွေရှိတယ်ပေါ့အဲ့ဒီရေဘူးစံရှိတဲ့နေရာတွေဟာခုနကမီးတောင်နှစ်ခုကြားကနေဖြတ်စည်းလာတဲ့ရေတွေအဲ့ဒီရေတွေကပူလာစာထဲမှာတော့ဘယ်လိုဆိုတုံးလို့ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာဒီတပောဓာမြစ်ဆိုတာရှိတယ်တပောဓာဆိုတာရေဘူးလို့အဓိပ္ပာယ်ရရေဘူးမြစ်အဲ့ဒီရေဘူးမြစ်ဟာဘယ်ကနေမြစ်ဖြားခံတော့ဆိုဟိုဟိမွန်တာတောင်ကအင်မတန်အေးစိတ်နေတဲ့ဒီရေအိုင်ကြီးတွေကနေပြီးတော့မြစ်ဖြားခံလာတာအဲ့ဒီကနေစီးလာခေစကုတ်တောင်သားရောက်တဲ့အခါကျတော့ဟိုဘက်ကလောဟကုံပြီးငရဲအိုးတစ်ခုဒီဘက်ကလောဟကုံပြီးငရဲအိုးလို့ဆိုလိုက်တာ ਨੇ လူတွေကဘာလို့တုံးဆိုဒီဟင်းချက်တဲ့ဒဲအိုးကြီးတွေတော်မြင်ကြမှာဒါကြောင့်မို့ဒဲအိုးလို့လည်းပြောနေကြတာပေါ့နော်ငရဲအိုးဆိုတာကြီးကတကယ်အဲ့ဒီလိုအိုးကြီးလဲဟုတ်ချင်မှလဲဟုတ်မှာပေါ့ခုနလိုမီးတောင်ကြီးတွေနှစ်ခုကြားကနေဖြတ်တန်းပြီးတော့စီးဆင်းလာတဲ့ရေတွေဟာဟိုဘက်ကအပူရှိန်ဒီကအပူရှိန်နဲ့ဖြတ်ပြီးတော့စီးသွားသည့်အတွက်ကြောင့်ထွက်လာတဲ့ရေတွေဟာအပူတွေဖြစ်ရတယ်လို့ဒီလိုဆိုတယ်နော်အပူတွေဖြစ်တယ်လောဟကုံဘီမြစ်နှစ်ခုကြားကလောဟကုံဘီဆိုတဲ့ငရဲအိုးကြီးနှစ်ခုကြားကဖြတ်ပြီးတော့စီးသွားလို့ရေဘူးဖြစ်တယ်အခုလည်းပဲတရားစစ်မီးနဲ့ရေနွေးလောက်တာတွေရှိတယ်လေဖွင့်လိုက်တဲ့အခါကျတော့လျှက်စစ်မီးအပူချိန်နဲ့ဖြတ်ပြီးတော့ဝင်လာတဲ့ရေလေးကရေနွေးလေးကလေးဖြစ်နေတာပေါ့အဲ့ဒီသဘောပဲငရဲအိုးနှလုံးသို့မဟုတ်မီးတောင်နှစ်ခုကြားကဖြတ်စီးလာတဲ့ရေတွေဟာရေဘူးတွေဖြစ်လာတယ်ပေါ့အဲ့ဒီရေဘူးရှိတဲ့နေရာဟာငရဲနဲ့နီးတယ်လို့သာမှတ်ထားပြီတော့ဒီလိုဖြစ်နိုင်တယ်နော်ရေအဲ့လိုဖြစ်နိုင်ဒါသဘာဝလဲကြတယ်ပေါ့အဲ့တော့ဘုရားလောင်းလေးပါရမီတွေဒီဗျာဒိတ်ကျော်ခံလိုက်ရတဲ့အချိန်မှာခံပြီးတော့ထိုင်လိုက်တဲ့အချိန်လေးမှာဘာတွေထူးထူးခြားခြားဖြစ်သွားတော့ဆိုဒီစัจ java လာတယ်မကဘူးစัจ java လာတိုက်တောင်းမှရှိတဲ့ငရဲတွေဟာခိတ္တခဏမီးတွေငြိမ်းသွားတယ်တဲ့အပူတွေမရှိတော့ဘူးအခီနိဗ္ဗန္တိတာဝရီငရဲမီးတွေဟာအဲ့ဒီအချိန်မှာလုံးဝငြိမ်းသွားကြတယ်အဲ့ဒီငရဲမီးတွေငြိမ်းသွားတာဟာအဗ္ဗဓမ္မထူးခြားတဲ့အချက်ပဲငရဲမီးငြိမ်းတာကိုလူတွေကတော့မသိနိုင်ဘူးဗြဟ္မာတွေကနေပြီးတော့ပြောဆိုကြတာဖြစ်တယ်အေးထူးထူးခြားခြားသူတို့ကတော့အတိတ်နိမိတ်တွေကိုလိုက်ရှာကြည့်ကြမှာပေါ့ဒီနေ့ဘာတွေထူးခြားသလဲဘာတွေထူးခြားသလဲဆိုကြည့်နေတဲ့နတ်တွေဗြဟ္မာတွေကလည်းအလွန်များတော့တယောက်တူတတိပြုမိတဲ့နတ်ဗြဟ္မာကသတင်းပေးတာပေါ့ဒါလည်းထူးခြားတယ်ဒါလည်းထူးခြားတယ်ဒီလိုထူးခြားတဲ့အတိတ်နိမိတ်တွေကြောင့်မို့လို့ဖျားဖြစ်မှာတော့တေချာပေါက်ပဲလို့အတည်ပြုပြီးတော့ပြောဆိုခဲ့ကြတာတဲ့10ခုမြောက်အတိတ်နိမိတ်ပဲဖြစ်တယ်ပေါ့နောက်တစ်ခါ17ခုမြောက်အတိတ်နိမိတ်ကြတော့ဘာလို့ဆို
ဝိမလောဟောတိသူရိယောသဗ္ဗဒိဋ္ဌန္တိတာရကဒီအဲ့ဒီအချိန်မှာနေမင်းကြီးဟာတိမ်တိုက်ကင်းစင်ပြီးတော့ဘာမှကောင်းကင်ယံမှာအကာအကွယ်မရှိဘဲနဲ့နေကြီးဟာဝင်းဝင်းတောက်ခါတိုင်းနဲ့ပို့ပြီးတော့ဝင်းဝင်းတောက်တယ်အယောင်တွေဟာတောက်တောက်ပြောင်ပြောင်ဖြစ်လာတယ်နေ့အခါမှာဆိုရင်ကောင်းကင်မောကြည့်လို့ရှိရင်ကျဲဆိုတာမမြင်ရဘူးမို့လားသို့တော့အဲ့ဒီနေ့မှာတော့တပ္ပဒိဋ္ဌန္တိတာရကကောင်းကင်ယံမှာနေကြီးပဲကျဲတွေဟာတွေ့နေရတယ်နေအောင်ကြီးကလည်းပဲတောက်ပါတယ်မောကြည့်လိုက်လို့ရှိရင်လည်းကျဲအောင်တွေကိုလည်းထင်ထင်ရှားရှားမြင်နေကြတာထူးခြားတဲ့အတိတ်နိမိတ်တစ်ခုဖြစ်တယ်အဲ့ဒီအတိတ်နိမိတ်တွေထွက်ပေါ်တာကိုထောက်ထားလို့ရှိရင်တော့ဖျားဖြစ်မှာသိကြတယ်လို့ဒီလိုပြောကြတာ12ခုမြောက်အတိတ်နိမိတ်ကြတော့ဘာပြောတော့ဆိုအနောဝဋ္ဌိနဥဒကံမဟိယဥပ္ပိစိတာဝရေမိုးလည်းမရွာဘူးနော်မိုးမရွာပဲနဲ့မြေကြီးတဲ့ကဒီစမ်းရည်တွေဟာပန်းထွက်လာတယ်အဲ့ဒီအချိန်ခုနာထွက်လာလိုက်ဒီနာထွက်လာလိုက်နဲ့မိုးမကြပဲနဲ့ရေတွေဟာမြေပြင်ကိုစိတ်ရည်စမ်းရည်တွေဟာပန်းထွက်ပြီးတော့လာတယ်အဲ့ဒါလည်းပဲထူးခြားချက်တစ်ခုပဲဒီထူးခြားချက်ကြောင့်မို့လို့ဒီဖျားလောင်းဟာဖျားဖြစ်မှာသိကြတယ်လို့ဝိုင်းဝန်းပြီးတော့အတည်ပြုပေးကြတယ်73ခုမြောက်ကြတော့ဘာပြောလဲဆိုတော့တာရာဂနာဝိရောစန္တိနက္ခတ္တာဂဂနမန္တလေဝိတာခာစန္ဒိမာယုတ်တာဒုဝံဗုဒ္ဓဘဝိတတိကဆုံလာပြီနေဆိုတဲ့အထောက်ထားဟာဒီစကားလေးပဲဖြာရိတ်တော်ခံဖွားပွင့်စံဖြာရိတ်တော်ခံယူတဲ့နေ့ဟာကဆုံလာပြီဆိုတာဟောဒီ73ခုမြောက်ထောက်ထားပဲအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုရင်တာရာဂနာဝိရောစန္တိကောင်းကင်ယံကကျဲတွေဟာခါတိုင်းနဲ့မတူဘူးထင်ထင်ရှားရှားကြီးအယောင်တွေထွက်လာကြတယ်တောက်ပလာကြတယ်နက္ခတ္တာဂဂနမန္တလိနက္ခတ်တွေကလည်းပြည့်ပြည့်စုံစုံကောင်းကင်ယံမှာလွှမ်းခြုံပြီးတော့နေတယ်လာမင်းကြီးထွက်ပေါ်လာတဲ့လာမင်းကြီးကလည်းပဲဝိတာခနက္ခတ်နဲ့ရှင်ပြီးတော့ထွက်လာတဲ့လာမင်းကြီးဖြစ်တယ်ဆိုတော့နေ့အခါလာတာပြောတာတော့မဟုတ်ဘူးအဲ့ဒီနေ့ညထွက်လာမဲ့လာမင်းကြီးဟာဝိတာခနက္ခတ်နဲ့ရှင်ပြီးတော့ထွက်တာဖြစ်သောကြောင့်ဝိတာခနက္ခတ်နဲ့ရှင်ပြီးတော့ဗျာဒိတ်တော်ခံခဲ့ရတာဖြစ်သောကြောင့်ကဆုံလာပြီဗျာဒိတ်တော်ခံနေနေလို့ဒီလိုပြောလို့ရတယ်ကဆုံလာကိုပါဠိစာပေမှာဝေတာခလို့ခေါ်တယ်ဝေတာခကိုအိန္ဒိယတို့ဒီဟိုတို့တခြားနိုင်ငံကလူတွေကဘယ်လိုဖတ်တုံးဆိုဘေစာခလို့ဖတ်တယ်ခကိုအတန်တဝက်ထားလိုက်တဲ့အခါကျတော့ဘေဆက်လို့ဖြစ်သွားတယ်နော်ဘွားကိုဘာသာနဲ့ဘေဆက်လို့ဖတ်တယ်ဒါကြောင့်မို့လို့ကဘာကတိတဲ့ဒီလရဲ့နာမည်ဟာဝိဆက်ပဲဝိဆက်ပွဲတော်ဆိုတာကဆုံလာပြီပွဲတော်ကိုဆိုလိုတယ်ပေါ့ဝိတာခာဆိုတဲ့နက္ခတ်နဲ့ရှင်ပြီးတော့လာမင်းကြီးဟာထွက်ပေါ်လာတာဖြစ်သောကြောင့်ကဆုံလာကိုဝေတာခဆိုတဲ့နာမည်နဲ့ခေါ်သည့်အတွက်ကြောင့်နိုင်ငံတကာမှာဝိဆက်ဆိုတဲ့စကားလုံးကိုအသုံးပြုလာတယ်အိန္ဒိယစကားပဲထိုင်းကလည်းပဲဝိဆက်ဆိုတဲ့စကားလုံးကိုသုံးတယ်မြန်မာနိုင်ငံကပဲဝိဆက်ကိုသိမသုံးမဲ့နဲ့ကဆုံလာပြည့်ဗုဒ္ဓနေ့လို့ဒီလိုသုံးတာဖြစ်တယ်ပေါ့လတွေဟာအလုံးဟာသူ့နက္ခတ်နဲ့သူရှိကြတယ်ပေါ့ဒီနေ့လဒီဝိတာခနက္ခတ်နဲ့ရှင်ပြီးတော့ထွက်လာတာဖြစ်လို့ဝိတာခနက္ခတ်နဲ့ရှင်ပြီးတော့လပြည့်ဝင်ကြီးထွက်ပေါ်လာတဲ့လဟာကဆုံလပဲပေါ့ဒီလိုဆိုတာပေါ့အဲ့ဒါလို့ထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင်ကဆုံလမှာနက္ခတ်တရားတွေအမတမလှပပြီးတော့ဖြစ်ပေါ်လာတယ်လပြည့်ဝင်ကြီးကလည်းဝိတာခဆိုတဲ့နက္ခတ်နဲ့ရှင်တွဲပြီးတော့ပေါ်ထွက်လာတာဖြစ်လို့ဒီကနေ့ဟာထူးခြားတဲ့နေ့တစ်နေ့ဖြစ်တယ်တဲ့ထူးခြားတဲ့နေ့တစ်နေ့ဖြစ်တာကိုထောက်ထားပြီးတော့အရှင်ဘုရားဟာသေချာပေါက်ဘုရားဖြစ်မှာပါလို့ဝိုင်းဝန်းအားပေးနေကြတဲ့စကားတွေပဲเนาะဝိုင်းဝန်းပြီးတော့အတိပြုပေးနေတာနောက်14ခုကျတော့ဘာဖြစ်လဲလို့ဆို14ခုပြောတဲ့စကားကြဘိလာတယဒရီတယနိခမန္တိတက္ကာတယ
ဘိလတရားဆိုတာတွင်းအောင်နေတဲ့သတ္တဝါတွေဒရိတရားဆိုတာ6ကဘာတွေထဲမှာပုံအောင်နေတဲ့သတ္တဝါတွေတွင်းထဲမှာအောင်နေတဲ့သတ္တဝါတွေ6ကဘာတွေမှာအောင်နေတဲ့သတ္တဝါတွေဟာထူးထူးခြားခြားအဲ့ဒီနေ့မှာအပြင်ထွက်ပြီးတော့မြူးထူးလာကြတယ်လူတွေတွေ့ဦးပါလိမ့်မယ်မိုးရွာခြင်းပြီဆိုရင်ဘာဖြစ်လဲပွဲစိတ်တွင်းကပွဲစိတ်တွေထွက်တယ်မဟုတ်လားပွဲစိတ်တွေထွက်လာတယ်လို့ထူးခြားတဲ့အတိတ်နိမိတ်တွေပဲငရင်လှုပ်တော့မယ်ဆိုလို့ရှိရင်လေဒီပွဲစိတ်တွေဟာတွင်းထဲကနေထွက်လာတယ်ဆိုတာကိုတတိထားမိတဲ့လူတွေကသိကြတယ်ပေါ့တခုခုဆိုတာတိရစ္ဆာန်တွေဟာသိနေတဲ့သဘောဖြစ်တယ်ပေါ့အခုလည်းပဲဖះလောင်းလေးဗျာဒိတ်ခံတဲ့နေ့မှာဆိုရင်ဒီတွင်းအောင်တရားဝါတွေ6ကဘာတွေမှာအောင်းနေတဲ့တရားဝါတွေနေရာဌာနမှာအောင်းနေတဲ့တရားဝါတွေအားလုံးဟာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အပြင်ထွက်လာကြတယ်အောင်းနေတယ်ဆိုတာသူတို့ကြောက်စိတ်တွေကြောင့်အောင်းနေကြတာလေအဲ့ဒီနေ့ကျတော့ကြောက်စိတ်တွေပျောက်ပြီးတော့အပြင်ထွက်ပြီးတော့မြူးတူးကြတဲ့အနေအထားမျိုးကိုတွေးရတယ်တဲ့အဲ့ဒါဟာလည်းပဲထူးခြားတဲ့နမိတ်ဖြစ်သည့်အတွက်ကြောင့်ဖះဖြစ်မှာသိကြပါတယ်တို့အတိပြုပြီးတဲ့အတိတ်နမိတ်တွေကိုပြောပြဟောနောက်တစ်ခုထူးခြားတာတော့ဘာလို့ဆိုရင်15ခုမြောက်ကနာဟောတိအရတိတတ္တနံတန်တုဋ္ဌာဟွန်တိတာဝရေအဲ့ဒီချိန်မှာဘယ်တတ္တဝါမှပြင်းရတဲ့စိတ်မပေါ်ဘူးတဲ့အလုံးပြောနေကြတယ်လောကကြီးတစ်ခုလုံးလူတွေဟာဘယ်သူမျက်နှာကြည့်လိုက်ပြုံးပန်းဝေးနေတယ်လို့ဆိုလိုတယ်နော်ပြုံးပန်းဝေးနေကြတယ်ခြေနှက်နေတာပဲကိုယ်ဘဝနဲ့ကိုယ်ခြေနှက်နေကြတယ်အေးခဏခေတ်ကြည့်လိုက်လူတိုင်းပြုံးပန်းဝေးနေသလားဆိုတချို့ကပြုံးနေတယ်တချို့ကမဲ့နေတယ်တချို့ကငိုးနေတယ်မတွေ့နိုင်ဘူးလားဖះလောင်းလေးဗျာဒိတ်ခံတဲ့နေ့ကြတော့မဟုတ်ဘူးလူတိုင်းမျက်နှာကြည့်လိုက်ရင်ပြုံးနေကြတာဘာပြုံးမှန်းတော့မသိဘူးပြုံးနေကြတာပဲပြုံးညင်တဲ့စိတ်တွေပေါ်ပြီးတော့ပြုံးနေကြတာလည်းဖြစ်မှာပေါ့နော်အဲ့ဒါလို့ပြုံးနေကြတယ်တဲ့ပြင်းရတဲ့စိတ်ဆိုတာအဲ့ဒီအချိန်မှာမပေါ်ဘူးအားလုံးတ attva တွေဟာအဲ့ဒီအချိန်လေးမှာကိုယ့်ကိုကျင့်납နေကြတာကိုယ့်ကိုမကျင့်납တဲ့လူဆိုတာမရှိဘူးအားလုံးကျင့်납နေကြတဲ့အချိန်ပိုင်းလေးတရားအားလုံးဟာတညီတဲ့ကျင့်납နေတာတွေ့ရတော့ဒါတွေဟာထောက်ထားလိုက်မယ်ဆိုရင်ဒီအတိတ်ဓမိတ်တွေကြောင့်မို့လို့ဖះလောင်းဟာဖះဖြစ်မှာသိကြတယ်လို့ဒီလိုအတိပြုရနောက်16ခုမြောက်အတိတ်ဓမိတ်ကဘာတော့ဆိုရင်ရောဂါတဒုပတမ္မန္တိဇိကိသာသဝိနတတိနေမကောင်းထိုင်မသာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲအဲ့ဒီချိန်မှာနေလို့ထိုင်လို့ကောင်းသွားကြတဲ့ဒီကောင်းသွားကြဒီကောင်းနေတယ်ယောဂါတွေပျောက်သွားတယ်ခါတိုင်းလိုမဟုတ်ဘူးအဖျားတက်နေတဲ့လူကလည်းအဖျားမရှိဘူးခေါင်းကိုက်တဲ့လူကလည်းပျောက်သွားတယ်သွားကိုက်တဲ့လူကလည်းပျောက်သွားတယ်အဲ့ဒါတွေမကဘူးဗိုက်စားတဲ့လူလည်းမစားဘူးတဲ့အဲ့ဒီအချိန်မှာလူဆိုတာထူးထူးခြားခြားတခါတလေစားခြင်းစားတယ်နော်တခါတလေကိုယ့်ဘကိုယ်တော့ကြုံမိတယ်တရေနိုးလို့ဗိုက်စားတဲ့အခါ2ခါလောက်ကြုံမှုတယ်ထူးထူးခြားခြားအဗ္ဗဓမ္မစားတယ်အဲ့ဒါလို့စားလောင်နေဆိုတာယမယံခါဖြစ်ပေါ်တတ်တဲ့အရာတစ်ခုပဲဒီကနေ့ကျတော့လူတိုင်းဟာမစားကြဘူးတဲ့မစားတာဟာစိတ်ထဲကပြောနေတာလည်းဖြစ်တယ်ဝမ်းမီးကလည်းပဲဒီပါစကတေဇောကလည်းပဲဝမ်းမီးကိုမလောင်တာလည်းဖြစ်မယ်ပေါ့ဒါကြောင့်မို့လို့လူတွေဟာဆာလောင်မွတ်သိပ်မှုဆိုတာတွေမဖြစ်ဘူးတခြားယောဂါတွေလည်းအဲ့ဒီအခိုက်အတန့်လေးမှာငြိမ်သက်ပျောက်ကင်းပြီးတော့သွားတယ်ဒီဟာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါလည်းပဲထူးခြားချက်တစ်ခုပဲလို့လူတွေအနေနဲ့ဒါတတိထားမိလာကြတယ်ပေါ့နောက်တစ်ခုက16ခုမြောက်အတိတ်နမိတ်ကတော့ဘာလို့ဆိုရင်ရာဂောတတာတနုဟောတိဒေါသောမောဟောဝိနတတိအဲ့ဒီချိန်မှာတတ်မဲ့မှုဆိုတဲ့ရာဂတရားဟာလေလူတွေမှာလျော့ပါသွားတယ်ရာဂစိတ်တွေလျော့ပါသွားတယ်ဒေါသဆိုတာတွေမောဟဆိုတာတွေမပေါ်လာတော့ဘူးတဲ့တွေ့တာမှုတွေဟာလည်းလျော့သွားပြီးတော့နေလို့ထိုင်လို့အမတ္တမစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ပြီးတော့သွားကြတယ်
အဲ့ဒါလို့ကိုချမ်းသာစိတ်ထဲမှာခံစားကြရတာဟာလေလူတိုင်းမှာဖြစ်တာဖြစ်သောကြောင့်အင်တာမထူးခြားတဲ့အတိတ်နိမိတ်တစ်ခုပဲဒါတွေကိုထောက်ထားမယ်ဆိုလို့ရှိရင်ဖျားဖြစ်မှာသိကြတယ်လို့အတည်ပြုပေးကြတာ18ခုမြောက်ကြတော့ပါလဲဆိုရင်ဘယန္တရာနဘဝတိအစ္ဆပေတံပဋိတတိလူတွေမှာယမယံခါကြောက်စိတ်ဝင်လာတတ်တယ်ပေါ့အဲ့ဒီနေ့မှာတော့လူတိုင်းဟာကြောက်စိတ်တွေကင်းပြီးတော့အလိုရဲတင်းတဲ့စိတ်တွေဝင်လာတယ်အဲ့ဒီလိုကြောက်ရွံ့ခြင်းကင်းရဲတင်းတဲ့ရဲရင်တဲ့စိတ်ဓာတ်တွေနဲ့အကြောက်အလန့်မရှိစိတ်ဓာတ်တွေဟာအားတက်တဲ့ရောဖြစ်လာတာဟာလေထူးခြားချက်တစ်ခုပဲဒါကြောင့်မို့လို့ဒီထူးခြားချက်အတိတ်နိမိတ်ကိုထောက်ထားပြီးဖျားဖြစ်ဖို့သိကြတယ်ဆိုတာကိုထောက်ခံပြုကြ19ခုမြောက်အတိတ်နိမိတ်ကြတော့ဘာတော့ရဇောနုဋ္ဌံတတိဥဒ္ဓံအစ္ဆပေတံပဋိတတိကဆုံလမှာဆိုတာမိုးမရွာသေးဘူးဆိုလို့ရှိရင်မြူမုံနေရာလွင့်ပြန်ပြီးတော့ကောင်းကင်ယံကိုဆုပ်ပိတ်နေလောက်အောင်တက်တယ်ပေါ့ဒါကြောင့်မို့ဒီအဝေးတွေကိုလှမ်းကြည့်တဲ့အခါမြူမုံတွေဖုံးနေတယ်ဆိုလို့ရှိရင်အဝေးကဟာတွေကိုကြည်လင်းမမြင်ရမိုးရွာချလိုက်တော့မှအဲ့ဒီမြူတွေဟာကင်းစင်သွားတဲ့အခါမှာကြည်လင်းလာအဲ့ဒီနေ့မှာထူးထူးခြားခြားမြူမုံတွေဟာကောင်းကင်ကိုလွင့်ပြန်တက်တာမရှိဘူးတဲ့ဘယ်ကြည့်လိုက်ရှင်လင်းပြီးတော့နေတယ်ကောင်းကင်ပြာကြီးကိုမြင်နေရတယ်ပတ်ဝန်းကျင်ရှုခင်းတွေကလည်းပဲထင်ထင်ရှားရှားကြည်လင်တောက်ပြောင်ပြီးတော့နေတာကိုထောက်တော့ဒီနေ့ဟာအလွန်ထူးခြားတဲ့နေ့တစ်နေ့ဖြစ်တယ်ဒီထူးခြားတဲ့အတိတ်နိမိတ်တွေဟာခါတိုင်းနဲ့မတူဖြစ်ပေါ်လာတာဖြစ်သောကြောင့်အဲ့ဒီနေ့ကိုထောက်ထားပြီးတော့ဖျားလောင်းလေးဟာဖျားဖြစ်မှာသိကြတယ်လို့အတည်ပြုပြီးတော့ပေးကြတယ်နောက်20ခုမြောက်အတိတ်နိမိတ်ကြတော့ဘာလို့ဆိုအနိဋ္ဌခန္ဓေပက္ကမတိဒိဗ္ဗခန္ဓေပဝယတိကဘာမြေပြင်ကောင်းကင်မှာအပါဝင်မြေပြင်ကြီးတစ်ခုလုံးဟာအနန္တမကောင်းတာတွေလုံးဝမရှိတော့ဘူးတဲ့ထူးခြားတာမကောင်းတဲ့အနန္တတွေတစ်ခုမှမရဘူးပန်းရဏံလေးတွေမှုကြိုင်ပြီးတော့နေတယ်ဘယ်နေရာကြည့်လိုက်ပန်းရဏံလေးတွေမှုကြိုင်ပြီးတော့နေတယ်မကောင်းတဲ့အနံ့တွေတစ်ခုမှထွက်မလာဘူးအဲ့ဒီပန်းရဏံလေးတွေဟာဘယ်ကနေလာမှမသိတဲ့အနံ့လေးတွေဟာနေရာတိုင်းမှာကဘာကြီးတစ်ခုလုံးပြန့်နှံ့ပြီးတော့နေတာအဲ့ဒီထူးခြားချက်ဟာလည်းပဲဖျားဖြစ်ဖို့သိကြတယ်ဆိုတဲ့အတိတ်နိမိတ်တစ်ခုပဲတဲ့နောက်21ခုမြောက်အတိတ်နိမိတ်ကြတော့ဘာတော့တပ်ပိဒေဝပဋိတန္တိထပယိတ်တောအရုပိနောတဲ့ရုပ်မဲ့တရဝရုပ်မရှိတဲ့အရုပဗြမာကြီးတွေကလွဲရင်ရုပ်ပုံတရံရှိတဲ့နတ်တွေဗြမာတွေအားလုံးဟာအဲ့ဒီနေ့ထင်ထင်ရှားရှားမြင်ကြရတယ်ခါတိုင်းလို့နတ်တွေဗြမာတွေဟာလူတွေရဲ့မြင်ကွင်းကိုမရောက်လာတာမျိုးမရှိဘူးတဲ့အားလုံးကနေပြီးတော့နတ်တွေဗြမာတွေကိုမြင်တွေ့နေကြရတယ်ဒါဟာလည်းပဲထူးခြားချက်တစ်ခုဖြစ်တယ်ဒါကြောင့်မို့လို့ဖျားဖြစ်မှာသိကြတယ်ဒီလိုဆိုတာနောက်တစ်ခါ22ခုမြောက်အတိတ်နိမိတ်ကြတော့ဘာတော့ဆိုဒီငရဲတွေနော်ယာတာနိရယနာမတပ္ပိဒိဋ္ဌန္တိတာဝရေယာဝတာနိရယနာမတပ္ပိဒိဋ္ဌန္တိတာဝရေငရဲတွေဟာလေငရဲဘုံတွေဆိုတာတမ္မာအဖြစ်မြင်တွေ့နိုင်ကြတာမဟုတ်ဘူးပေါ့ငရဲသားတ attva တွေဖြစ်တဲ့ငရဲဘုံဆိုတာမြင်တွေ့နိုင်စွာမရှိဘူးသို့တော့အဲ့ဒီနေ့မှာထူးထူးခြားခြားငရဲဘုံတွေကိုပါမြင်နေကြရတယ်လို့ဒီလိုဆိုတာအဲ့ဒီငရဲဘုံတွေမြင်ရတာတော့ကြည့်ရမယ်ဆိုရင်တော့အနိဋ္ဌာယုံကိုမြင်ရတာဘာဖြစ်လို့ဒီငရဲဘုံတွေကိုတော့ပြတယ်လဲလို့ဆိုရင်လူတွေတတိတံဝေကဖြစ်စိမ့်သောငါဒါတွေကလည်းပဲထူးခြားတဲ့အနေနဲ့ပေါ်ပြတာလို့ဒီလိုယူဆစရာရှိတယ်ပေါ့နော်ငရဲဘုံတွေကိုကြည့်လိုက်တာ ਨੇ သို့တော့ငရဲဘုံတွေမှာငရဲမိတွေငိမ့်ပြီးတော့ငရဲသားတ attva တွေဟာခါတိုင်းလို့ပူလာကြီးရဲ့လောင်လာကြီးရဲ့လို့အော်ဟစ်ပြီးတော့ညှဉ်းညူနေကြတာမဟုတ်ဘူးအဲ့ဒါလို့ငရဲခံနေတဲ့တ attva တွေဟာဒီလောက်ပင်ပန်းဆင်းရဲဆိုတာမဖြစ်ဘဲနဲ့အပူတွေငြိမ့်နေတဲ့ငရဲဘုံတွေဟာအဲ့ဒီအချိန်မှာ
လူတွေရဲ့မြင်ကွင်းထဲမှာရောက်ရှိပြီးတော့လာတယ်တဲ့အဲ့ဒါလည်းပဲထူးခြားချက်တစ်ခုပဲတဲ့ဟောနောက်တစ်ခုက23ခုမြောက်အတိတ်နမိတ်ကတော့ဘာလို့ဆိုရင်ကုဋ္ဌာကဝါတာသေလာစနဟွန်တာဝရဏတရာအာဂတဗုဒ္ဓတေပိစဒုဝံဗုဒ္ဓဘဝိတ္တိအကာအစည်းကြီးတွေအကာအကွယ်ကြီးတွေနံရံကြီးတွေတို့နော်နံရံကြီးတွေတို့တကားရွက်ကြီးတွေတို့ကာယံထားတဲ့အကာအယံတွေအဲ့ဒီနေ့မှာကြည့်လိုက်လို့ရှင်အားလုံးတကားတွေကလည်းပွင့်ကုန်တယ်အကာအယံတွေလည်းအကုန်ပွင့်ကုန်ပြောမယ်ဆိုရင်ထောင်တကားတွေတောင်အဲ့ဒီနေ့ပွင့်ကုန်ပုံရတယ်ကြာအဲ့ဒါလို့ကာစီထားတာတွေမှန်သမျှအကုန်လုံးပွင့်ထွက်သွားတယ်အဲ့ဒါဟာလည်းပဲထူးခြားချက်တစ်ခုပဲဒီအတိတ်နိမိတ်ကိုကြည့်ပြီးတော့ဘုရားလောင်းတေချာပေါက်ဘုရားဖြစ်မှာလို့ဝိုင်းဝန်းပြီးတော့အတည်ပြုပြီးတော့ပေးကြတယ်နောက်24ခုမြောက်ကြတော့ဘာလို့ဆိုရင်သုတိစဥပပတ္တိစခဏေတတ္တမေနဝိစတိအဲ့ဒီဘုရားလောင်းတင်မြင်ခွေပြီးတော့ထိုင်လိုက်တဲ့အချိန်အခုလို့ထူးခြားချက်တွေဖြစ်ပေါ်နေတဲ့အချိန်မှာသေတဲ့တရဝဆိုတာတယောက်မှမရှိဘူးတဲ့အဲ့ဒီအချိန်မှာသေတာမဖြစ်ဘူးတဲ့ရပ်တန့်သွားတယ်သေဆုံးခြင်းဟာရပ်တန့်သွားသည့်အတွက်ကြောင့်ပရိသေတွေနေခြင်းဆိုတာလည်းရပ်တန့်သွားတယ်ပေါ့သေတဲ့လူရှိမှအဲ့တော့တရဝတွေအားလုံးဟာတည်ငြိမ်ပြီးတော့အေးချမ်းတဲ့ဘဝလေးတစ်ခုမှပဲရပ်တန့်သွားတယ်ဆိုတဲ့အဓိပ္ပာယ်တစ်ခုကိုဖော်ပြတာအဲ့ဒါလည်းပဲတကယ်ကိုထူးခြားချက်ကြီးပဲဒီထူးခြားချက်ကြီးတွေကိုကြည့်ရလို့ရှိရင်တော့ဖျားဖြစ်မှာသိကြတယ်လို့ဒီလိုအားလုံးအခုပြောလိုက်တာเนาะနောက်25ခုရောက်ကြတော့ဒံလံပက္ကရှဝီရိယမာနိဝတ္တအဘိက္ခမမယံပေတံဝိသနာမဒုဝံဗုဒ္ဓဘဝိတ္တိနတ်တွေပြမာတွေကဝိုင်းပြီးတော့အားပေးကြတာတင်မြင်ခွေထိုင်းနေတဲ့ဘုရားလောင်းကိုဝိုင်းပြီးတော့အားပေးလိုက်ကြတာဒံလံပက္ကရှဝီရိယကြိုးစားပါခိုင်ခိုင်မာမာကြိုးစားပါနောက်မဆုတ်ပါနဲ့မာနိဝတ္တနောက်မဆုံးနဲ့ဘိက္ခမရှေ့သာဆက်လို့နော်နောက်မဆုံးနဲ့ရှေ့ဆက်လို့အခိုင်မာလို့မယံပေတံဝိသနာမဒုဝံဗုဒ္ဓဘဝိတ္တိကိုတော်ဘုရားဖြစ်မှာတကယ်ကိုသိကြတယ်ဆိုတာကျွန်တော်တို့လည်းအတိမပြုပါတယ်ကျွန်တော်တို့ကိုယ်တိုင်သိနေရပြီဒီအတိတ်နိမိတ်တွေကြောင့်အလုံးသိနေရပြီနောက်မဆုံးနဲ့ဆက်လုပ်ပါလို့အားပေးစကားဝိုင်းဝန်းပြီးတော့ပြောဆိုကြတာနော်ဘုရားလောင်းကိုအားပေးစကားတွေဝိုင်းဝန်းပြောဆိုတာဒါဟာဗျာဒိတံခံပွဲရဲ့ဒီအမတ်တရပုံရိပ်တွေပဲပေါ့ဘုရားလောင်းကထိုင်းနေတဲ့အချိန်မှာဝိုင်းဝန်းပြီးတော့ပြောဆိုကြအဲ့ဒီမှာဗျာဒိတ်တော်ခံပြီးတော့ဘုရားလောင်းကိုယ်တိုင်ကဘာတွေစဉ်းစားလဲသူမိတာရဲ့သိလေးကဘာတွေစဉ်းစားလဲနတ်တွေပြမာတွေကတော့ဝိုင်းပြောနေပြီဒုဝံဗုဒ္ဓဘဝိတ္တိတေချာပေါက်ဘုရားဖြစ်မှာကြည်ဒါတွေတွေ့နေရပြီတေချာပေါက်ဘုရားဖြစ်မှာရှေးတုန်းကဘုရားလောင်းနေဖြစ်ပေါ်ခဲ့တဲ့ဗျာဒိတ်တော်ခံပွဲမှာဖြစ်ပေါ်လာတဲ့အတိတ်နိမိတ်တွေအားလုံးပြည့်ပြည့်စုံစုံတွေ့နေရပြီတေချာပေါက်ဘုရားဖြစ်မှာလို့ဒီလိုပြောတဲ့အခါဘုရားလောင်းကဘာတွေစဉ်းစားနေတုံးဆိုဗုဒ္ဓတ္တဝဆနံသုတ်တဝါတတသဟတိနာစုပေယဟထတုတ်ထောပမောတိတောတုတ်ထဟထောပမောတိတောဧဝံစိန်တေသဟန္တရာသူမိတာရဲ့တိတ်ကသူ့ကိုယ်သူပြန်ပြောတာအဲ့ဒီလိုဝိုင်းဝန်းပြီးတော့အတီးပြုတ်ပြီးကောင်းကြီးပေးနေတဲ့အချိန်မှာတဲ့မြတ်စွာဘုရားရဲ့စကားနော်တသောသောလောကရကနတ်မြမာတွေရဲ့စကားနော်ဘုရားကဗျာဒိတ်ပေးသွားတဲ့စကားလဲရှင်တဲ့နှလုံးထဲမှာရှိနေတယ်လောလောဆယ်တသောသောစကြဝဠာကနတ်တွေမြမာတွေကဝိုင်းဝန်းပြီးတော့ဘုရားဖြစ်မှာသိကြတယ်လို့ဝိုင်းဝန်းပြောဆိုနေတဲ့စကားဒီစကားနှစ်ရပ်ကိုကြားလိုက်တဲ့အခါကျတော့ဟထတုတ်ထောတုတ်ထဟထောအလွန်နှစ်သက်ပြီးတော့ရှင်လန်းဝမ်းမြောက်ပြီးဘာဖြစ်လဲဘာစိတ်ကူးတွေသူ့မှာပေါ်လာသလဲဆိုတဲ့အခါမှာအဒွိစ္စဝဆနာဗုဒ္ဓအမောဃဝဆနာဇိနာအေးဖះဆိုတာစကားပဲတော့မှနှခေါ်မပြောဘူးဖះကဖះဖြစ်မယ်လို့ပြောသွားတာဘယ်တော့မှပြန်ပြင်မဲ့စကားမျိုးမဟုတ်ဘူး
နော်အထွတ်ဆဝဆနာဆိုတာဘယ်တော့မှနှကမပြောဘယ်တော့မှပြင်ရတယ်ဆိုတာမရှိဘူးသူပြောတဲ့စကားဟာတေချာပေါက်ပဲဒါကြောင့်မို့အထွတ်ဆဝဆနာစကားကိုနှစ်ခွမပြောဘူးလူတွေကြတော့နှစ်ခွပြောတယ်လေနှစ်ခွပြောတယ်သေးသေးချာချာမဟုတ်တဲ့အခါကျတော့နှစ်ခွပြောရတယ်အဲ့တော့ဘုရားကြတော့တစ်ခုပဲပြောတယ်ဧကန္တဝဆနာစိနာဘုရားရှင်ကိုရောမြတ်တွေကပြောလိုက်ရင်တစ်ထစ်ချပဲပြောတယ်သူတို့စကားမှားသွားလို့ထပ်ပြင်ရတယ်ဆိုတာမရှိဘူးမပြင်စရာမလိုအဲ့ဒီလိုဧကန္တဝဆနာစိနာစိနာဆိုတဲ့ဘုရားသခင်ကိုရောမြတ်တွေဟာဧကန္တတစ်ထစ်ချပြောဆိုတတ်တဲ့စကားရှိတယ်ပေါ့ဝိတထံနတ္ထိဗုဒ္ဓနာဒုဝံဗုဒ္ဓောဘဝမဟာဘုရားစကားဘယ်တော့မှလွဲမှားတာမဖြစ်သောကြောင့်ငါဟာဘုရားဖြစ်ရမှာဧကံပဲလို့သူ့ကိုယ်သူလည်းဆုံးဖြတ်ချက်ချလိုက်တယ်ဟုတ်ပြီဘုရားဖြစ်ဖို့ဆိုတာအလုံးမလုံးပဲနဲ့ဖြစ်ဖို့တော့မရှိဘူးဘုရားဖြစ်ဖို့အတွက်ကျိုးပန်းအထောက်အမှာတွေရှိတော့သူဆက်စဉ်းစားတယ်ဟန္တဗုဒ္ဓဂရိဓမ္မိဝိစိနာမိဣတောစိတောအေးဘုရားဆိုတာတမန်အားဖြင့်သူကသူလိုဖြစ်လာမှာမဟုတ်ဘူးခုခေတ်လူတွေစဉ်းစားသလိုတို့ကတော့ပါရမီနုပါသေးတယ်ရင့်တဲ့အခါမှာလုံမယ်ဆိုဘယ်တော့ရင့်လာမလို့ပါရမီမပြည့်သေးလို့ပါရမီပြည့်ရင်တော့လုံမယ်ဆိုပါရမီကဘယ်တော့ပြည့်မဖြည့်ရင်မပြည့်ဘူးပဲเนาะရင့်အောင်မလုံလို့ရှိရင်ဘယ်တော့မှရင့်လာမှာမဟုတ်ဘူးပါရမီကအနုကလေးနဲ့ပဲနေမှာပဲအဲ့တော့ဘုရားလောင်းလေးစဉ်းစားတာကြည့်ဟန္တဗုဒ္ဓဂရိဓမ္မေစဉ်းစားလိုက်တာဖယားဖြစ်ကိုရောက်စေနိုင်တဲ့တရားတွေရှိရအဲ့ဒါတွေကဘာတွေလဲဆိုတာသူဆက်စဉ်းစားတယ်စဉ်းစားတဲ့အခါကျတော့ဘာတွေတွေ့တော့ဆိုဒါနပါရမီသီလပါရမီနိက္ခမပါရမီဆိုတဲ့ဒီစတဲ့ပါရမီ10ပါးကိုတစ်ခုချင်းတစ်ခုချင်းစဉ်းစားတာဖယားဆိုတဲ့ပုဂ္ဂိုလ်မြတ်ရဲ့အည်အသွေးတွေဟာအဲ့ဒါတွေရှိရမယ်မရှိရင်ဖယားဆိုတာမဖြစ်နိုင်ဘူးဖယားဆိုတာစွန့်လွတ်နိုင်တဲ့အနေထားရှိလို့မိမိအသက်ပင်ဖြစ်စီစွန့်လွတ်နိုင်တဲ့အနေထားရှိရမယ်ဒါနပါရမီနော်အေးစွန့်လွတ်ရုံနဲ့မကဘူးအများအကျိုးအတွက်ကိုချင်းတရားဟာအသက်စွန့်ပြီးတော့စောင့်ထိန်တဲ့ကိုချင်းတရားကောင်းသူဖြစ်ရမယ်သီလပါရမီဖြစ်ရဒါနသီလဆိုတာတမန်အားဖြင့်ဒီပြည့်စုံနိုင်တာမဟုတ်သောကြောင့်တခါတရံမှာစွန့်လွတ်ပြီးတော့ဝေးကွာတဲ့ဒေသတွေမှာအလုံးကို renounce လုပ်ရတယ်မိသားစုဘဝကိုစွန့်လွတ်ရတယ်အခွင့်အရေးတွေကိုစွန့်လွတ်ရတယ်အဲ့လိုစွန့်လွတ်ပြီးတော့သီလကိုဖြည့်ကျင့်ရတာဖြစ်သောကြောင့်နိက္ခမပါရမီဆိုတာလေဖြည့်ကျင့်ရတယ်ပေါ့အဲ့ဒီမှာနိက္ခမပါရမီဖြည့်ကျင့်တဲ့အခါမှာအသိဉာဏ်ကင်းလို့မဖြစ်ဘူးအသိဉာဏ်ဟာသူများတဲ့ကြီးရမှာဖြစ်သောကြောင့်ပညာပါရမီဆိုတာကိုလည်းဖြည့်ကျင့်ရတယ်ပေါ့ပညာရဖို့ရအတွက်ပြည့်နေလို့မရဘူးစ조사အထောက်မှုဟာအမှန်တမ်းအရေးကြီးလို့ဝိရိယပါရမီဆိုတာလည်းသူများနဲ့မတူအောင်လေ့ကျင့်ပြီးတော့ထားရတယ်ခန္တီပါရမီဆိုတဲ့သိခံခြင်းကိုလည်းပဲဖြည့်ကျင့်ရတယ်ပေါ့နောက်တစ်ခါသစ္စာဆိုတဲ့မှန်ကန်မှုပေါ်မှာအမြဲတမ်းမမှားတဲ့စကားမှန်ကန်တဲ့ပုံမှာယက်တည်တဲ့သစ္စာစကားဒါလည်းရှိရဘယ်ဟာလုံမယ်ဆိုတဲ့အခါမှာအပြောင်းလဲမရှိတဲ့အဋိဋ္ဌံပါရမီဆိုတာလေပြည့်စုံအောင်လုပ်ရမှာဖြစ်တယ်ပေါ့အဲ့ဒါတွေကိုဆင်ញင်စဉ်းစားလိုက်တာနော်နောက်ဆုံးမှာမေတ္တာတရားတွေရဲ့အကျိုးစီးပွားကိုလုံးဝလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့မေတ္တာပါရမီတရားတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့ဆိုပြီးတော့ကိုယ်အကျိုးစီးပွားကိုမစွန့်လွတ်နိုင်တဲ့သဘောလည်းမရှိစေရဘူးဒါကြောင့်မို့လို့တရားတွေရဲ့အကျိုးကိုဆောင်ပြီးတော့ထိုတရားတွေစီကကိုယ့်ပေါ်မှာတုံ့ပြန်လာမဲ့အကျိုးတစ်ခုကိုဘာကိုမှမမျှော်လင့်တဲ့ဥပေက္ခပါရမီဆိုတာလေဖြစ်ကျင်ရတယ်အဲ့ဒါမှစိတ်ဓာတ်ရင့်ကျက်မှုတွေဟာဘုရားအလောင်းနေမှာအပြည့်အဝရလာတာဖြစ်လို့ဘုရားဖြစ်ဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုတာသူ့ဘာသူဆင်ញင်စဉ်းစားတယ်ပါရမီတွေကိုဆင်ញင်စဉ်းစားတဲ့အသိဉာဏ်ဟာသူ့ခေါင်းထဲမှာအလိုလျောက်စဉ်းစားရင်ရောက်လာပြီးတော့ပါရမီ7ပါးကိုတစ်ခုချင်းတစ်ခုချင်းစဉ်းစားပြီးတဲ့အခါမှာဆုံးဖြတ်ချက်ချလိုက်တယ်ဣတကာယေစတေလောကေယေဓမ္မာဘောဓိပါစနာအသိဉာဏ်ကိုရင့်ကျက်စေနိုင်တဲ့
အကျင့်တရားတွေဆိုတာဒါပဲဒီ10ခုကလွဲလို့ဘာမှမရှိဘူးတတုဒ္ဒံနတ္ထိအညတရဒံလံတထပဋိဒဟာဒါနသီလနိက္ခမဆိုတဲ့ဒီပါရမီ10ပါးကလွဲပြီးတော့တခြားလှုပ်เสียဘာမှမရှိဘူးဒါကြောင့်မို့လို့အခိုင်အမာဆုံးဖြတ်ပြီးတော့လိုက်နာကျင့်သုံးပါလို့ဘုရားလောင်းကပါရမီတွေဆင်ញင်ပြီးတော့အခုလိုလဲဆုံးဖြတ်ချက်ချလိုက်ရောကဘာမြေကြီးဟာတခါတုံဟီးသွားပြန်တယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့တန်ဃာ၄သိန်းကိုဆွန့်ကပ်နေတဲ့လူတွေအဲ့ဒီမှာချက်ပြုတ်နေတဲ့အိုးတွေပါကုံကွဲကုန်တယ်လို့ပြောတယ်နော်ချက်ပြုတ်နေတဲ့အိုးတွေလည်းကွဲကုန်တယ်လူတွေလည်းပဲမူးလဲကုန်ကြတယ်ငရင်ကအလွန်ပြင်းထန်တာပြင်းထန်တဲ့အခါကျတော့ငရင်ကအကြီးကျယ်လှုပ်တယ်လှုပ်လိုက်တဲ့အခါအိုးတွေကွဲလူတွေလဲကြလန့်ညဖြန့်ညနဲ့ဆိုဒီပင်ကရာဘုရားထံမှာစုဝေးစိတ်ကပ်ပြီးတော့အရှင်ဘုရားဘာများဖြစ်မှာတော့ဘုရားလောကကြီးဟာအင်မတန်မှကြီးမားတဲ့ငလျင်ကြီးတုန်လှုပ်တာဘာကြောင့်တော့ဘုရားလို့ကြောက်လန့်နဲ့လူတွေကမေးတဲ့အခါကျတော့ဒီပင်ကရာမြတ်စွာဘုရားကမကြောက်ကြနဲ့ငါပြာဒိတ်ကြားခဲ့တဲ့သူမိတာယသိလေးဟာဘုရားဖြစ်ဖို့တရားတွေကိုဆင်ញင်သုံးသပ်နေတာသုံးသပ်ပြီးတဲ့အဆုံးမှာကဘာမြေကြီးကကောင်းကြီးပေးတဲ့အနေနဲ့ကြရင်လှုပ်တာမင်းတို့အတွက်ဘာမှဒုက္ခမဖြစ်ပါဘူးဆိုပြီးတော့မြတ်စွာဘုရားကဒီလိုနှစ်သိမ့်စကားမိန့်ကြားတော်မူခဲ့တာဖြစ်တော့လူတွေဟာဘုရားအလောင်းရှိတဲ့စီပြန်ပြီးတော့ပြေးသွားကြပြန်တယ်ပြေးသွားကြပြီးတော့ဝိုင်းဝန်းပြီးတော့ဆုတောင်းပေးကြတယ်တပ္ပိတိယောဝိဝိဇန္တုသောကောရောကောဝိနတတုမာတိဘဝံတွန္တရာယဖုတခိပ္ပံဘောရိမုဒ္ဓမံဆိုတာဘုရားအလောင်းလေးကိုဝိုင်းပြီးတော့ဆုတောင်းပေးကြတာနော်တပ္ပိတိယောဝိဝိဇန္တုဘေးရန်ခတ်သိမ်းတွေကရှောင်ရှားသွားပါစေတဗ္ဗရောကောဝိနတတုယောဂမှန်သမျှတွေသောကောရောကောဝိနတတုစိုးရိမ်မှုတွေတို့ယောဂတွေတို့ဘယ်တော့မှတင့်ထံမောက်မရောက်ပါစေနဲ့မာတိဘဝံတွန္တရာယသင့်မှာဘာအန္တရာယ်မှမရှိပါစေနဲ့ဖုတခိပ္ပံဘောရိမုဒ္ဓမံအမြတ်ဆုံးဖြစ်တဲ့ဘောရိညာသဗ္ဗညုတဉာဏ်တော်ကြီးကိုလင်းလင်းမြန်မြန်ရရှိပါစေဆိုပြီးတော့အားလုံးကဝိုင်းပြီးတော့ဆုတောင်းခဲ့ကြတာတဲ့အဲ့ဒါလို့ဆုတောင်းတဲ့အခါမှာဘုရားလောင်းလေးဟာလူတို့တွေကအားလုံးဝမ်းမြောက်ဝမ်းသာဝိုင်းပြီးတော့ဆုတောင်းပြီးတော့ချီးမွမ်းထောမနာနေတဲ့အချိန်မှာဒတဓမ္မေသမာဓိယပါရမီ7ပါးကိုငါလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုခိုင်ခိုင်မာမာချပြီးတေဓမ္မေပရိပူရင်တော့ပဝေနံပါဝိတိတရာဖះလောင်းဟာနေရာကထပြီးတော့မိမိနေထိုင်တဲ့တောအုပ်ဘက်ကိုလှမ်းပြီးတော့ကြွသွားတယ်တဲ့တောအုပ်ဘက်ကိုပြန်ပြီးတော့ကြွသွားတယ်ပါရမီ7ပါးငါဖြည့်မှာပဲဆိုပြီးတော့ဖះလောင်းအဲ့ဒီချိန်ကနေစပြီးနိက္ခမပါရမီတို့ဆိုတာတွေကဖြစ်ကျင်ပြီးတော့စိတ်ထဲမှာပါရမီဖြည့်ဖို့တောအုပ်ထဲကိုပြန်ပြီးတော့ဝင်ရောက်ပျောက်ကွယ်သွားတယ်တဲ့ဒါဟာကစုံလာပြီဗျာဒိတ်တော်ခံပွဲရဲ့အမှတ်တရဒီပုံရိပ်များပဲဖြစ်တယ်ပေါ့အေးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သူမိတာယသိလေးရဲ့ဒီပင်ကရာမြတ်စွာဘုရားထံဗျာဒိတ်ခံတဲ့အခြေအနေတွေမှာအခုလိုအဖြစ်ပြက်တွေကြုံတွေ့ကြရတယ်ဆိုတာကိုဒီကနေ့ကစုံလာပြီအမှတ်တရအနေနဲ့စိတ်ထဲမှာမှတ်သားသားနှလုံးသားထဲမှာကြည်နူးမှုပီတိတရားတွေဖြစ်အောင်ဒီခေါင်းစည်းနဲ့ရွေးချယ်ပြီးတော့ဟောပြောတာဖြစ်ပါတယ်အလုံးတရားချစ်ခင်သူတော်စင်ပြိဿတို့ဘုရားလောင်းပါရမီဖြည့်မှဘုရားဖြစ်တာဆိုတာလို့ဒုဒတွေဟာလည်းပဲလှုပ်တဲ့လှုပ်တိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုဒုတွေလှုပ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကုသိုလ်ပါရမီတရားတွေဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း